ကိုင်းဗျာကိုင်းကြည့်မတီးနဲ့ဆိုတော့တီးတယ်တီးကွာတီးဆိုတော့じゃမတီးဘူးခုမှအသက်ရှူကြရပြီဘောင်းပေါပေးတယ်ရနွားကြီးထဲထိုးထားလို့အမောဆိုးနေဆိုင်စရာနောက်ပါရှိတော့လည်းအောင်မယ်နော်တော်ညီလေးတောက်ပါဖက်နေဗျာဆက်လောက်ကြီးမတားမတိပါနဲ့လို့ပြောနေတာပြောလဲမြောက်ပေကက်ကက်နဲ့ဇွတ်တီးနေတာအမေထိုးရွာလဲအဲ့လိုတီမှာကြိတ်တော့မှငိမ့်တာပဲတွေ့လားမျက်လုံးတွေကိုပြုတ်ပြန်နေဟာလိုက်ကြည့်တယ်ဗျာမညီအမေဟေးတော့ဝယ်ပြီးတော့ဖြည်းတော့ဟာတီးကုန်ဟာပင်မနေတဲ့ချိန်မောနေတဲ့ချိန်မင်းရေတားမတော့နဲ့စွတ်မတော့နဲ့ဘာလို့လို့ဖြည်းချင်းတော့တယ်ရေတောက်တာမင်းအခက်မသိရင်မင်းသေးဖြစ်သွားတတ်တယ်သေးဘယ်ရေကချီးဖတ်တွေထွက်နေလို့တော့ဝင်းရှုံးရင်ထွက်တာပဲဟဲ့ကဲရပြီဒီလောက်ဆိုအမောပြေကိုဂျယ်လီဒေါင်းကိုဂျယ်လီဒေါင်းချေချေဒေါင်းဒေါင်းဟုတ်လားဘယ်လိုထောင်းတော့ဟောမင်းတောင်ချေချေခေါ်သေးတာငါလဲထောင်းထောင်းပေါ်အေးပေါ့ကိုဂျယ်လီဒေါင်းအလူတကာကြီးကယောက်ျားကြီးနာမည်မေးတာတေတို့ကိုင်းရပြီးသားစေထိုကျော်လာဝဆငါတန်ဦးကျော်ဦးအောင်သူရကျော်မျက်စိတွေကိုလွဲကုန်ဦးအောင်သူရကျော်စမ်းပြီးမေးတာအဲ့ဒါဝက်မျိုးလို့ခေါ်တယ်နော်နမကြီးအရှိန်အဲ့တော့ပိတ်တဲ့ဘာတွေလုံနေကြတာဟဲ့ဘာလို့ဤတော်နန်လို့လားဘယ်လိုဤပေါက်တာတော့ပြောမဟုတ်သူအခုမှနေရအခုမှလာကြသလားတို့ဆိုင်ရသိမ့်တော်မှာဟုတ်စတော့မစသေးဘူးဘယ်လိုသိမ့်တော့ဆိုင်ရကနနေအငိမ့်ထိုးတော့မှာတဲ့မတန်းတင်းရောမတန်းတင်းနေရာချပေးလိုက်မတန်းတင်းရေမတန်းနေမင်းနဲ့သိတာပဲမတန်းနေကဒူလုံးဟာဟောရတို့ရင်ကလူအေးမတန်းတင်းအဲကမလေးနဲ့နေရာချပေးပြီးအိမ်ပြန်နေကွာဟိုဘီရိုထဲမှာငါးနှကောင်တော့ကြောထားခဲ့တယ်သိလားဒီကောင်ကမေးစားဒီကောင်ကကိုဖို့ချမ်းဖတ်ကြချမ်းဖန်လေးပြောတတ်တယ်နော်အားရစရာတကယ်ရှိတယ်လားဟာရှိပါတယ်ပြောရွာသားလေဟောကျွန်တော်အိမ်ငါလို့ပြောနေတာဘယ်သူမတန်းတင်းမတန်းတင်းအာနာစရာငါတော့မသိပါဘူးငါပြောတန်ကြရတော့မင်းမတန်းနေရမင်းအပြိုကြီးလို့ပြောတယ်နော်အေးကြောက်ပြောတာငါလဲလူမျိုးကြီးပဲကွာအကြီးထဲမှာတော့ပိုးတော်နှီးနေသေးတယ်ကြီးထဲမှာဟေးဘာကြောက်ကဲတော့ကိုဂျယ်လီတောင်းအလူတကာကြီးကဦးအောင်သူရကျော်ကဲပိတ်တဲ့ဖြည်းဖြည်းနားစင်နော်ဟာလားကဲဒီဘက်ကကျွန်တော်ရဲ့လူရှင်တော်လေးကိုဘဲခေါင်းပညာအကြီးအသွေးအလင်းကစီရှိမင်္ဂလာပါညီလေးဟောဝါပိုင်လိုက်လားဟာအမစားနဲ့ပီနဲ့လှုပ်သွားတာဖေးကောင်းဗျာဖေးကောင်းဝဲမက်လာကြည်သားကိုထွန်းနေတာမိုက်လာကြည်လားဖေးမိုက်လာကြည်လားကြိုက်တယ်ကွာစားနဲ့ပီနဲ့ပြောသွားတာဒါပဲအချင်းနာအကြောင်းတရားရှင်မဟောင်းမသွားမင်္ဂလာပါတောင်းစားတောင်းစားတောင်းစားဘာနဲ့စားမှာတော့ဝတ်သားနဲ့စားမှာလားဘာတောင်းစားတော့ဆိုင်းစရာကိုတောင်းစားသိခါကြအောင်မပြောဟဲ့ငါတော့အကောင်းမဲ့လို့ကွာတခြားသူစမ်းကိုဘဲကောင်းရင်ကြည်လင်သောမျက်နှာချိုသာသောပြုံးနဲ့စောင့်နေပါတယ်ခမညာမဲဘာတွေမိုးစမ်းပန်းလို့လမ်းလျက်ပါရွာစားအဲ့ဆိုရင်လူမကြီးကသူမိမ့်မှာပေါ့ဟဲ့နာမည်မေးတာအလူမနာမည်လားအလူမနာမည်က KYAW ဒေါ်ဆန္နာဦးတဲ့ဟမ်အလူမနာမည်ကဘာလို့ဒေါ်ဆန္နာဦးဒေါ်ဆန္နာဦးဟုတ်တယ်ဟာဒါဆိုငါမင်းနာမည်နဲ့ခတ်စီစဉ်မှာဟာမင်းနာမည်ဒူတဲ့တို့မိပူဟာတလုံးမှမဒူလုံးမှဒူဟမ်ကဲတော့ကိုဂျယ်လီတောင်းကိုဂျယ်လီတောင်းကိုဘေကညီလေးအလူတကာကြီးကဦးအောင်သူရကျော်အလူအမကြီးကဒေါ်ဆန္နာဦးရောက်ရှိလာတဲ့ရွှေမြို့တော်ကမြောင်းရှိကြီးရွာမြောင်းရှိတဲတယ်ဒီလန်းကြီးကတော့ဟိုးယနေ့တည်းကအခေါ်ပေါင်းမရတော့နိုင်ဘူးသွားနေတာတောက်ဆောက်ဒီဘက်ဒီလဲဝင်နေရတာပဲဟုတ်ပါဟဲ့လားဒါပေမဲ့ဒီဟိုတစ်ခါမှမတီးဘူးပေါ့ဗျာမတီးဘူးဟိုဘက်နာစီတိုင်းကြီးထဲပြီးဟိုဘက်ပတ်သွားတာဟဲ့လားဟိုမှာထိုင်းစားလိုက်ဟိုမှာစီထက်လိုက်နေဒီလိုပဲပတ်လဲနေတာထိုင်းနာသားရတာပါဈေးတွေကကြီးတော့ကြတိတ်အဆင်မပြေပါဘူးဒီကောင်ကျေးဇူးရှင်နေမပြောဘူးလို့နေတာရေတက်တက်က4800 5000ပေးရတယ်ရေငတ်ခံတော့တာပဲဒီတော့လားအဲ့တော့ဟဲ့လားဟုတ်အလုတ်ကိစ္စနဲ့ပတ်သက်လို့အခုမှပထမဆုံးချိန်မှာဟုတ်တယ်ဒါကြောင့်ထောင်းစူးစမ်းပြီးတီးနေတာပိတ်သက်အမြင်ပါပဲဦးရအမြင်ပါဟုတ်တယ်နော်ဟုတ်
ကျေးဇူးပါဒါမြောင်းရှည်တထေးတန်း ချွေးတွေလည်းရေချိုးထားတဲ့အတိုင်းပဲနော်ဒါတော့ကျွန်တော်မပြီးသေးဘူးတကယ်တမ်းကကျွန်တော်က9ဖို့စတဲ့လောက်တီးတာ ဟုတ်တယ် ဒါပေမဲ့မင်းသမီးလေးကလည်း10နာရီထုတ်မှာဆိုတော့ကျွန်တော်အချိန်မရလို့ဟာလားဟုတ်ပါအချိန်မရလို့ကျွန်တော်3ဖို့လောက်ပဲကျွန်တော်တီးခဲ့တာ အားမရလို့ရှိရင်မနေ့ကမှထိုက်လာခဲ့မနေ့ကအားရပါရတီးပြအောင်မှာ ပရိသတ်ကိုစွတ်မဲတင်းတင်ပြီးမင်းပြောမနေနဲ့ ဘာလို့လဲ ငါတို့ကနောက်ကနေတော့ထားနေရတာမင်းကြည့်ကြည့်ပြီးငါအမောတွေဆိုလွန်းလို့ အေးကွာ ဟဲ့မင်းပြောနေတာ ဘာဖြစ်လဲ မင်းကြည့်နေရတယ်ကိုငါတို့ကအမောဆိုတယ် ဘာလို့လဲ ပစိုးဝေအောင်ဖင်ကြီးကပြောင်းလို့အလိုလိုပရိသတ်ပြောနေရတာတမျိုးမင်းဖင်ကြီးကြည့်ကြည့်သိသိရတာတမျိုး အဲ့ဒါတူတာပြောလို့ရပါတယ် ဟာတိုးတိုးသက်တာတော့ဖင်ကြီးရတော့လဲဖွင့်နေလို့ရှိရင်အမောပြေမှာဖင်မဲကြီးနဲ့ ယွန်းကြကြီးကွာ ဖင်ကိုကြည့်ရတာဖင်မျက်နှာငယ်နဲ့ ဖင်တော့မြင်နေ ဟိုရှေ့ကြည့်နေအောက်မကြည့်မိဘူးပါဟုတ်ဗျာ ငါမင်းငါရှေ့ကိုစိတ်မရောက်တော့ဒီကောင်ဖင်ကြီးပဲငါအာရုံဆိုင် အကောင်းမဲ့လို့အဲ့တော့ဦးတင်နီဒါကဆိုင်းစင်ယာကြီးရဲ့မပါမဖြစ်ပနာမလက်ဆွမ်းပြလို့ခေါ်ပါ ဟုတ်ကဲ့ ဟုတ်တယ်နော် ဟုတ် ဒါတွေဖြောက်ပြက်ပြလို့မရပါဘူးဗျာ မရပါဘူး ဟုတ်တယ်နော် ဟုတ်တယ် အိမ်ဆောင်ရင် အိမ်ပနဲ့ ဟာဒီအိမ်ဆောင်ရင် အိမ်ပနဲ့ ကျောင်းဆောင်ရင် ကျောင်းပနဲ့ မန်းတက်ဆောက်တော့ တန်တိုင်း နဲ့ သူကတန်တိုင်းနဲ့ဆောက်တာလေ တန်တိုင်းနဲ့ဆောက်တာ ခွန်းခွန်းတို့တို့ဆွေးလို့မရဘူး မန်းတက်ဆောင်ရင်မန်းတက်ပနဲ့ရက် ဟောပနဲ့ ဟုတ်တယ်နော် ဟုတ် ကျွန်တော်ဆိုင်းပနဲ့ချလိုက်တာပါ အင်း ကဲတော့တို့အမားတွေညီမတွေမပြင်းနဲ့နော်ဆိုင်းရကုမတီမှာ ဟမ် ဟုတ်တယ်ဆိုင်းရကုမတီမှာ ဆိုင်ရမင်းအခုမှတီးမှာဆိုတော့ခုနကမြင့်နေတာဗော စောင်းမေးတော့ လက်ဆွမ်းပြပါတယ်ဆိုမှခုနကဒါလက်ဆွမ်းပြတာဒါအကျော်လျှော့ယုံပဲရှိသေးတာ ဟုတ်မ မ လေး င်းမင်းအကျော်လျှော်ယုံရှိနေဟိုက်မှာအဖွဲကတစ်ဖွဲလုံးအကျော်တွေကိုကတ်ပေါ့နဲ့မုံတဲ့ကောင်ဆိုဒီလိုကိုဖြစ်နေ အေးကွာမင်းဒါတီးလို့နာ ဟဲ့လားအဲ့တော့တောင်းကလည်းဆိုင်းဝမ်းနဲ့ဝင်ချင်းလှလှပပလေးပြင်ပြီးတော့ဗါတဲ့ရေခုံတဲ့မင်းတစ်ချက်လေးနဲ့နားထောင်ပါဦး မလို့မလို့ ဒါတွေကျွန်တော်မလုပ်သေးပါဘူး လုံးသေးပါ မလုပ်သေးဘူးပြောတာနော် မလုပ်မလုပ် ပြီးရင်ဆိုပြမယ်ဟဲ့လား ဆိုပြမယ် အဲ့တော့ကျွန်တော်လှလှပပလေးပြင်ပြီးဒါတွေဆိုပြနေအောင်မင်းသားလေးမဟုတ်ပါဘူးဗျာ ဟုတ်ပါဘူး ကျွန်တော်ဆိုင်းတီးဖို့လာခဲ့တာပါ ဟုတ် အခုလေရုပ်ကဘယ်လိုဖြစ်နေမှမသိတော့ဘူး ကြည့်မနေ ဟုတ်တယ်နော်အဲ့တော့ဆိုင်းသမားဆိုတော့ဆိုင်းတီးဖို့လာခဲ့တာဟဲ့ကဲကိုကျလီ ဟော ကိုပဲကောင် ညီလေး ဝါကိုင်းလားဗျာဟာကျွန်တော်ရဲ့ဆရာသမားတွေကဖိုးဖိုးက ရွှေတောင်းမြိုင် ဖိုးဖိုးက ရွှေတောင်းမြိုင် ဖိဖိက စိတ်အောင်နိုင် အကိုကြီးက မန္တလေးစော်မင်း အကိုကြီးကမန္တလေးစော်မင်း အင်း ဖိဖိကမန္တလေးစင်အောင်နိုင်ငါသားဆိုင်းဆိုတာဒီလိုတီးရဒီလိုတီးမှဆိုင်းလို့ခေါ်တာလို့သင်ပေးထားတဲ့အတိုင်းကိုကျလီ ဟော ဝါကိုင်းလား ချစမ်းပါ တောင်းချရ တမနီမင်းခံကြော မကြမ်းနဲ့နော် မကြမ်းပါဘူး မကြမ်းမှရင်ဆေးကန်းသွားလေ ရေချိုးမှာပဲဟုတ်လေစိတ်တီးတာမကြမ်းဘူးလို့ပြောတယ် ဟောမတည်ဘူးငါမကြမ်းမအောင်ဆိုတော့ဖျားနေတယ်မှတ်တယ် စိတ်တီးတာမကြမ်းဘူးလို့ ဒါ မ
ဟေးကောင်အရင်ကြီး အေး ဘာဖြစ်တာတော့ဟာ ဖြစ်တယ် ဟော လေ ရဒီကောင်နေဆိုင်တီးလို့နေဆိုငါတစ်ဆိုင်လုံးတောင်းမြစ်ကလို့အကုန်လွတ်ပြေးထားနောက်ကဆိုတော့ကောင်မလေးနှစ်ယောက်ပြန်ပါသွားလို့အိတ်ထောင်နဲ့ပြန်ကောက်ထဲ ဟင်း တနာယူ ဒါကြမှာနှမျောနေတာ ဟောသူတို့အရေးကြီးတယ်မင်းတို့အရေးမကြီးဘူး ကိုကျလီ ထောင်း អော်လိုက်လား ဟာလောက်ရမယ် နေပါဦးဟိုဥအောင်သူရကျော်ကဥအောင်သူရကျော်တို့ကြည့်တော့ကြည့်ပါတယ်ဟဲ့လားဟိုကြည့်တော့ကြည့်ပါဆိုနာမည်ကြီးကြီးလွတ်နေတာတကယ်တမ်းအကူရေးပဲရှိသေးတာ ဟုတ်တယ် အဲ့တော့တို့အကူကမင်းဘာတွေကြွေးထားလို့တော့ ဝက်သွေးတွေဝက်တဲတွေနဲ့ကျွေးထားတာ ဝတ်သားရင်းနဲ့ကိုစားတာပေါ့ အညာကြီးကြားကျွေးထားဝက်သားတုံးကြီးတွေမှာရွာသားလည်းကျွန်တော်ဟိုက်ရောက်တာပြောပါတယ်ပြောဝက်သားတုံးကြီးတွေမှာဟိုက်မြောင်းချေကဝက်သားတုံးလောက်ကြီးတယ်ဝက်သားတုံးကျွန်တော်မြင်းကုန်မြင်မှုဘူး ဘလောက်ကြီးလို့တော့ကွာ ဟာဝက်သားတုံးတထုံးကိုဗျာဟာတော့လောက်ကြီးတယ်ဟောနဲ့ကုန်မှုဘူးဗျာ ဘာလို့ပြီးသွားလဲ အော်ကုံမာတို့လိုပေါက်စိတ်ချက်ထား ပြက်တဲ့ဆောင်းပါလား ဩအလူတကာကရှယ်ကျွေးထားတာပေါ့ ချဲကျွေးထားလို့ရှဲအော်တာတိုင်နာကြတော့ဝိုင်းတမတော့နာမမီကောင်ဟောတာတက်ကတော်တောင်း ဟုတ်ပြီ တက်ကတော်တောင်းဆိုတာဇဘူးနဲ့တိုင်းကအားထားရတယ်ဟောတာလူငယ်ဆိုင်တမ လူငယ်ဆိုင်မှာ ဆိုင်သမားဝိုင်းရတော့တမိုင်းစကားနဲ့ပြောရရင်ဆိုင်တပင်အစင်အလားအနှိတ်ကွက်အနှိတ်ကြက်တယ်တက်ကတော်တောင်းဒီနေရာမှာပြိတ္တချစ်တဲ့လက်ဆိုတာတိပြတာကြီးလေ ဝါသားခိုင်းလိုက် ဟောလိုက် သမီးမဟာတိထွင်ငါကြီးပြီးမရင်နိုင်ချင်းဟောလာဆိုင်သူခမိုင်သူခမိုင်သူခမိုင်ဆိုတာပညာရှိပါပြိတ္တာ ဟုတ်ပြီ ပညာဆိုတာစင်ញင်ဖို့ပညာဆိုတာစင်ញင်ဖို့ပါအသွင်ပြေမချို့တဲ့ဒုက္ခိတကိုအဖို့အညီအမြစင်ကြယ်ဖြူဖို့ရည်တဲ့အတိပေးကတမိုင်းအဆက်ကျန်းရအောင်တောင်း ခင်ဗျာ မင်းရဲ့ဆိုင်လက်တန်ဆိုတာပြ မနာသေးဘူးလား အနုပညာ တန်းလိုက် တန်းလိုင်းပဲကောင်းတယ်နော် ယောက်ျားလေးတွေကိုတကယ်ဆိုမှတဲ့ ဟုတ်လား ဆိုမှာ ဟုတ်ပြီ နှစ်ပုတ်တဲ့ အဲ့တော့ဒါလေးအရင်ဆိုခိုင်းလိုက်အောင်နော်ကျွန်တော်ဂွင်းလေးဒါတဝက်ဖြတ်လိုက်တာပေါ့နော်ဟဲ့လား ဒုတိယပိုင်းမြော ခမစ် ကိုရီးယားကားလို့ဆိုတာကြောညာဝင်တာပေါ့ဟဲ့လားမကြပါဘူးတို့ TV မှာကြောညာလာတယ်လို့ပေါ့3မိနစ်ပဲစောင်းမမီခေါက်ဆွဲ ကောမကော ကလင်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 ဖူချီခလပ်ဖလင် ဒီကိုကိုမိုးကလေ ကိုကိုရေးမပြင်းနဲ့လို့ကိုကိုရေးဟာကိုကိုရေးမပြင်းနဲ့လို့ကိုကိုရေး အတားဒီသားမှာကဲဆိုမဲ့ကိုကိုထားထား လာလာကိုလာ တ လာ ချင်းဆိုမဲ့တို့နောင်ကို ကဲတချင်းဆိုမဲ့ဟိုက ဖျောက်တာ အကို သွန်းလာ ဆရာသ တော့ မားလက်လာမဲ့လူငယ်တွေကျွန်တော်ပြင်းသွားမှာကြောက်လို့ဂျားတွေကနေတချင်းနဲ့ဆိုပေးမယ် ကျွန်တော်တို့ကပြိတ္တပြင်းသွားမှာ အာ ဆို တစ်တော့မှာခက်ဆန်းနေတဲ့တချင်းတွေများကြီး အာဟိုချင်းကောင်းတယ် ဗါလေ လက်နှချောင်းထောင်ကိုထိခင်ဟာကိုထိခင်ကိုထိဟာ ဘာလို့လဲ ဟာ မင်းအဲ့တချင်းတဲ့ငါဟိုတချင်းတောင်ပို့ကြိုက်သေးတယ် ဘယ်ချင်းလဲ ငါဟိုဟိုအခုဟိုဆိုတော့ပေါက်ထားတဲ့တချင်းတွေကွာမင်း လှုပ်ရှားဆိုးဆိုးစီးတာ ဟိုကြာချီရဆို ဟုတ်အာ ဟုတ်တယ်ကြားချီရမဲ ကောင်လေးကတွေ့ဖို့ချင်းနဲ့ညစင်နာကြီးကြော်တဲ့တန်တန်နောက်တဲ့ပဲရုပ်ရှင်ကြည့်ခြင်းလို့ဆိုအိုဒါပါတဲ့တန်တန် ချစ်တီတုံးနာ ဆိုလဲမဆိုတတ်ပဲနဲ့မဲဟိုတချင်းကောင်းပါလေကွာ အဲ့ဒီချင်းတော့ လွမ်းပိုင်နောက်ထွက်ထားတယ်လေ ဗါလေ တရားသားချစ်ကပိုပါတယ်တရားသူချစ်လေးရဲ့တရားသားချစ်ကပိုပါတယ်တရားသူချစ်လေးရဲ့ ရှင်းရှင်း တရားသားချစ်ကပိုပါတယ်တရားသူချစ်လေးရဲ့အာတရားသားချစ်ကပိုပါတယ်တရားသူချစ်လေးရဲ့အနေဝေးတဲ့မောက်ကိုမချမ်းလိုက်ပါနဲ့ကွယ်တရားသားလေးမောက်မယူရပါလိမ့်မယ်မင်းတို့ရွာသားနဲ့တရားသား မင်းတူနေဆိုအောင်နဲ့နှမ်းပိုင်နဲ့ရောသွားပြီမင်းဟဲ့ အတန်ဘာသာနဲ့ဖြစ်နေမှာကိုတရောင်းသားအတန်နဲ့မင်းအတန်ကြီးကသူတန်လဲမုံမနဲ့အဲ့လိုမသွန်းနဲ့ ဘယ်လိုထုံးရမှာနော် အဲ့လိုမသွန်းရဘူးနနောင်းသားနန်းဆိုတာနီးလို့သွန်းရနဲ့နော်ငါနေမနီးနေရင်လည်းအနာနာနီးတော့နာနာပေးမယ်
ညင်နာနူရဲ့နေမဲတော့မနေညိုမှတွင်တငယ်ဒီမကြီးကြီးရင်နဲ့မြမနေညီရဲ့တယုံခိုင်နေဝဲမိမမဲတွင် ဆိုင်စရာ ဒါရင် ခမရအဆိုတော့ညစ်ပတ်တယ်ဗျာ ဘာလို့လဲ အောက်တန်းတက်နေရတဲ့ ဟဲ့အောင်တန်းတီအောင်တန်းတီဆိုတော့တို့ဒီဟိုမြောင်းရှည်ကအောင်မပေါဘူးနော် ညောင်းရှိရတာဒေါ်တန်းတင် မြောင်းရှည်ကဒေါ်တန်းတီမတန်းတီမင်းမပေါဘူးနော် အဲဟောရေးတယ်မှာအဖော်ကြီးနေသေးတာဟေးအဲ့တော့မမပြောသွားတာရှီမင်းသမီးကြီးအောင်တန်းတင်ရဲ့တခြင်းကိုဆိုမှာ ဟုတ်ကဲ့ ဟုတ်ပြီနော်ဟုတ်ကဲ့မမ ရှင် ရှီမင်းသမီးကြီးအောင်တန်းတင်ကဘလို့ဆိုတော့ဗျ ရွှေမလေးအောင်တဲ့နေ့မဆွေးလေတောင်အချစ်အခရာရေးကတည်းမ ထောင်တက်တဲ့နားမှာကြားပါလိမ့်မယ်ခင်ဗျာ ဟုတ်ကဲ့ ကြည့်တက်တဲ့မျက်လုံးမှာမြင်ပါလိမ့်မယ် မြင်ပါလိမ့်မယ် ဟုတ်တယ်နော် ဟုတ် မမဆိုသွားတာလူတရားမှာတယောက်ဆိုတတ်ဖို့မလွယ်ပါဘူး မလွယ်ပါ ဗါတဲ့အဲ့ဒီနေရာလေးမာအာ မင်းကလည်း ကျွန်တော်မဆိုတတ်ဘူး မူတာအဲ့ဒါအတန်မူတာခေါ်တယ် ဟဟလားအတန်းကဒီမေးကိုရိုက်ပြီးဆိုရတာကောင်းလို့ပါဗျမမ ရှင် အဲ့နေရာလေးတစ်ခေါက်တော့ပြန်ဆိုကြည့်ပါဗါတဲ့ မ မကြောတဲ့ကိုစိတ်နေတာပဲ ရွှေမလေးအောင်တဲ့နေ့မဆွေးလေတောင်အချစ်အခရာရေးကတည်းမညစ်တာစပါချစ်တပါရဲ့လားအပြေကြီးရဲ့ချစ်ချင်းကြီးမြတာတမောင်းမပြောင်းနေတာဒီမနာမမိရှိတာတနာကျွေးမြတာညီရလေသူရဲ့အချစ်တွေပါဖျားဆုလို့ချိန်ဝင်နေရုံမဟုတ်ချိန်ဝင်နေရုံမအောင်တန်းတင်ကမစတရားသာတိတာအချစ်တွေဆိုနိုင်တာဆိုနိုင်တာမြတ်ခိုင်မမြူနေတော့လေပြစီရနာဆိုတူကောင်းမပေါ်တောင်းစပါလို့အောင်တန်းတင်နေတာ အနှစ်တည်ပါခင်ဗျာ ဟုတ်တယ် ဟုတ်တယ်နော် ဟုတ် အဲ့တော့လူငယ်ပိတ်သက်ခဏလေးပါနော်ပြီးရင်တချင်းနေဆိုပြ ဆိုမယ် ကဲလူရှင်တော်ဒီ ဗျာ ဝါခိုင်နာ ဟုတ် ကဲမမ ရှင် မမကရှီမင်းသမီးကြီးအောင်တန်းတင်လို့ဆိုတော့ကျွန်တော်ကဘယ်သူနဲ့တူအောင်တီးရမှာလဲ ဘာဘာစိန်ပေါမောင်နဲ့တူအောင်တီးရမှာပေါ့ ဘာမှစိန်ဖမောင်နဲ့တူအောင်တီးရမှာ ဟုတ်တယ် ကဲမတူတော့ညာလဲကွင်းရကံပေါ့ ဟုတ် ဟဲ့လားကဲတော့ကြောင်းကြီးနဲ့တီးချင်အောင်ရွှေဆိုင်ဆိုင်တော့အေးဟာဟေး အောင်အေးတကတော့တောင်း ပိတ်သက်ငင်းနေတာလားငိုက်နေတာလားပဲ ငိုက်နေတာအေးလွန်းလို့ ပရိသတ်ကစိုက်ကိုအာယုံစိုက်နေတဲ့လူရှင်တော်ရဲ့အလှထဲမှာနစ်မျောသွား ဟုတ်လားဟုတ်အဲ့တော့တို့မေတို့ငှားထားတာဆိုင်းတော့ဆိုင်းကိုဆိုင်းအတန်အတွက်နဲ့တူအောင်တီးပြလိုက်တာပါ ဟုတ်တယ် ဟုတ်တယ်နော် ဟုတ် ကျွန်တော်ပညာတပီးသားမှာမပါပါဘူး ပါပါ ဒါစင်ရရဲ့ပညာပါခင်ဗျ မမ ဟုတ်ပြီနော် ဟုတ် အဲ့ဒါမမ ရှင် ထောင်းအောင်ရတစ်ခေါက်တော့ဗါနေ ရွှေမလေးအောင်တဲ့နေ့မဆွေးလေတောင်အချစ်အခရာရေးကတည်းမညစ်တာစပါချစ်တပါရဲ့လားအပြေကြီးရဲ့ချစ်ချင်းကြီးမြတာတမောင်းမပြောင်းနေတာဒီမနာပါနိရှိတာတနာချွေးမြတာညီရလေကူတဲ့ချစ်နေပါဖျားဆုလို့ချိန်ဝင်နေရုံမချိန်ဝင်နေရုံမအောင်တန်းဒီကစားတရားသာတိတာ တောင်း အချစ်နဲ့ဇွတ်နိုင်နာဇွတ်နိုင်နာမြတ်ခိုင်မမြူနေတော့လေပြ
ကောင်းလို့ဆိုင်းကောင်းတာပါဗျာ ဟုတ်တယ် ဟုတ်တယ်နော် ဟုတ် ကျွန်တော်မနေ့ကပြန်လာတာဗါတဲ့ ဆယ်ကြီး ဆယ်ကြီးရွာဟာလား ဟုတ်တယ် အဲ့ဒီမတိုင်ခင်ကကျွန်တော်တစ်ပတ်လောက်အလိုကဟိုမကွေးဘက်သွားတီးတာ အဲ အဲ့ဒီရွာဗျာတို့အကိုနဲ့မတူဘူးတို့ကိုကြီးဆိုင်းတီးတော့ငင်းပြီးအားပေးတာကျေးဇူးတင်တာ ဟုတ် ဟဲ့လားအဲ့ဒီရွာကပိတ်သက်တွေဘလို့အားပေးတယ်မှတ်တော့ ဘယ်လိုအပ်ပဲ ဆိုင်းတီးရင်អော်တာလေဟေးဟူးဟဲ့လားဆိုင်းတီးရင်တီးမအောင်អော်တာသူတချင်းကြားနေတာလေ ဟုတ် ဟဲ့လားအဲ့တော့တို့ကိုကြီးကငင်းပြီးအားပေးတာကျေးဇူးတင်ပါတယ်တကယ်ပိတ်သက်ကောင်းလို့ဆိုင်းရလေတီးလို့ကောင်းတာဟုတ်ပါတီးကြအောင်ရွှေဟာဟောနောက်တစ်စီလောင်းပါလေဟာကြည့်တော့မယ်ဟာတောင်းအေး